အားလုံးမင်္ဂလာပါကျွန်တော်တို့ဖိကိုင်ပုံကိုင်နီကိုလေ့လာကြည့်အောင်နော်ကျွန်တော်တို့လိဂီတာတိခတ်တဲ့အပိုင်းမှာ left hand side လည်းအရေးပါတယ်လို့ right hand side လည်းလုံးဝအရေးပါတဲ့အပိုင်းတစ်ခုပေါ့နော်ဆိုတော့တို့များပြဿနာကြုံတတ်တဲ့အချက်ကဒီ right hand side ပဲဖြစ်တယ်နော်ဘာကြောင့်လဲဆိုတော့ဒီ left hand side ကျွန်တော်တို့ left hand side ကသွားတဲ့လောက်ခီးသွားတဲ့လောက်ဒီ right hand side ကခီးမသွားဘူးဆိုတဲ့ပြဿနာပေါ့နော်ဆိုတော့ဘယ်လိုမျိုးမဟာတဲ့အယူဆမျိုးကိုကျင့်သုံးတတ်ကြတယ်လဲဆိုတော့ဒီလေးပေါ့နော်ဒီလက်မနဲ့လက်ညှိုးနဲ့စုပြီးတော့နော်ချွန်ထက်နေအောင်စုတာပေါ့နော်ပြီးတော့ဒီကြားထဲမှာပဲဖြစ်ကုန်ညှက်တတ်ကြတယ်ပြီးတော့ဒီလိုပဲဒီလိုကိုင်းတယ်ဒီပြီဆိုတော့ကျိုးနဲ့ဂီတာကျိုးနဲ့ဖိကနဲ့တထက်ထဲဥပမာဒီ1ကျိုးကစာအုပ်ဆိုပါတော့ဒီစာအုပ်ပေါ်မှာပဲနောက်ထပ်စာအုပ်တစ်အုပ်ကိုပြန်တင်လိုက်တဲ့ပုံစံအတိုင်းသူတို့တွေကဖိကိုကိုင်းတတ်ကြတယ်နော်ကျွန်တော်တို့ကဒီလိုကိုင်းရမှာမဟုတ်ဘူးနော်တကယ်တမ်းဆိုတော့ဒီတစ်ကျိုးပေါ်မှာကျွန်တော်ဖိကိုကိုင်းတဲ့ခါမှာဘယ်လိုကိုင်းမလဲဆိုတော့ဒီလိုလေးစောင်းပေးရမှာပေါ့နော်ဒါမှန်ကန်တဲ့အပိုင်းပေါ့နော်ဆိုတော့လက်မကတစ်ခါနဲ့ကြည့်လိုက်လက်မကိုလည်းတစ်ခါနဲ့ကြည့်ပေးလိုက်လက်မကဘယ်လိုဖြစ်သွားလဲခုံသွားပြီနော်စောနာတော့ကတော့ဒီလိုကောက်တယ်ဒါကမဟန်ညွန်းတဲ့အယူဆတစ်ခုဒါကတော့မှန်ကန်တဲ့အပိုင်းပေါ့နော်အဲဆိုတော့နောက်တစ်မျိုးကဘယ်လိုမှားတတ်ကြတယ်လဲဆိုတော့လက်မကိုတော့သူတို့ခောက်ထားလိုက်ပြီးကွေးထားလိုက်ပြီးဆိုပေမဲ့လည်းဒီကြားထဲမှာပဲเนาะဒီမှာပဲเนาะဖြစ်ကိုထည့်တတ်ကြတယ်ထည့်တတ်ပြီးတော့ဒီလက်မနဲ့အုပ်ချလိုက်တဲ့ခါမှာလက်မကဘယ်လိုအနေထားရောက်တယ်လဲဆိုတော့ခွက်တဲ့အနေထားမျိုးရောက်သွားပြီဒါလည်းမဟန်ညွန်းတဲ့ယူဆတစ်ခုပေါ့เนาะဒါဆိုတော့လုံးဝမမှန်ကန်တော့ဘူးပေါ့เนาะတီးလိုက်တဲ့အလုံးအတန်ထွက်ကတော့လုံးဝရှင်းနေတယ်ဒါပေမဲ့ကျွန်တော်တို့speed ပိုင်းတီးတဲ့ခါမှာလုံးဝဒါခီးမြောက်ဘူးဆိုတာတော့လုံးဝသိချပါတော့ဒါလည်းမဟန်ညွန်းတဲ့ယူဆတစ်ခုမဟန်ညွန်းတဲ့ဟာတွေကတော့အများကြီးရှိတယ်ဒါပေမဲ့အမှန်တစ်ခုပဲကျွန်တော်တို့ပြောကြည့်လိုက်အောင်ရင်းဆုံးကျွန်တော်တို့သိထားရမှာကဘာလဲဆိုတော့ဒီမှာလက်ကောက်ကနေဒီအဖြောင့်ထိကိုကျွန်တော်တို့စဉ်းစားပေးရမယ်ပြီးတော့ဒီနေရာကနေဒီထိကိုကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားပေးရမယ်ဆိုတော့ဒီကနေဒီထိအဖြောင့်ကပြီးတော့ဒီကနေဒီထိအဖြောင့်နဲ့ကျွန်တော်တို့ဘယ်လိုလဲတဖြောင့်ထဲကျွန်တော်တို့ထားစီရမလို့ဘူးလို့လုပ်ပေးရမလဲဒီအဖြောင့်ကိုဒီကနေဒီထိဆိုတဲ့အဖြောင့်တစ်ခုကိုကျွန်တော်တို့ဒီလက်ညှိုးကဆန့်ကျင်ပေးရမယ်သူ့အတိုင်းကျွန်တော်တို့တောက်ချော့ဒီမှာဖြောင့်စီရမလို့ပေါ့နော်ဆိုတော့ဒီလိုမျိုးဆန့်ကျင်ပေးရမယ်ပေါ့နော်ကွေးပေးရမယ်ဒီလိုမျိုးကွေးပြီးတော့ဒီအပေါ်နားလေးမှာပဲเนาะဒီနားမှာကျွန်တော်ဖိတ်ထည့်မှာမဟုတ်ဘူးเนาะဒီမှာပဲထည့်မှာเนาะဒီနားမှာပဲထည့်မှာเนาะဒီမှာပဲထည့်မှာအဲ့ဒါသတိထားပြီးပါဒီအထက်မှာလည်းထည့်မှာမဟုတ်ဘူးเนาะဒီနားလေးမှာပဲထည့်မှာเนาะဆိုတော့ဖိတ်ကိုထည့်လိုက်တော့မယ်เนาะကျွန်တော်တို့ဒီလိုလေးထားပေးမယ်ဆိုတော့ဒီဖက်လည်းမရောက်ဘူးဖိတ်ကဒီဖက်လည်းလုံးဝရောက်မနေဘူးအောက်ကိုလည်းရှော့ချမနေဘူးเนาะဆိုတော့ဒီလိုလေးဆိုတော့လက်မနဲ့အုပ်ချလိုက်တော့အနေချာကဘယ်လိုဖြစ်တယ်လဲဆိုတော့ဒီလိုမျိုးဖြစ်တယ်ဒီလားအနေချာကဖြစ်ဒီလိုမျိုးဖြစ်တယ်ပေါ့နော်ဒီဖက်ကနေပြမယ်ဆိုတော့ဒီလိုလေးပေါ့ဒါကမှန်ကန်တဲ့အပိုင်းပေါ့နော်ဆိုတော့ခုနဟာတွေနဲ့ကျွန်တော်ဆက်ပြီးတော့နှိုင်းရှင်ကြည့်မယ်ဆိုတော့ခုနဟာတွေကြတော့ဒီလိုခွက်နေတယ်နော်အခုဟာကြတော့ခုံးနေပြီနော်ခုံးနေပြီဆိုတော့ကျွန်တော်တို့ speed ကျွန်တော်တို့ဘယ်ဖက်လက်ကျွန်တော်တို့ရဲ့လက်ကသွားနေတယ်လို့ဒီညာဖက်လက်လည်းလိုက်ပြီးတော့လှုပ်ရှားလို့ရတယ်နော်ဆိုတော့ကျွန်တော်ဒီခက်တဲ့ခါမှာပေါ့နော်ဒီလိုလေးချင်းပြီးတည်တယ်1 2နဲ့ကြည့်မယ်ဆိုတော့ပြီးတော့ခုပြောဖို့မိသေးတယ်ဒီမှာဒီလက်ဖော်ဝါနော်
ဒီတဝက်နာလောက်ကနေဒီနေရာကနေဒီထိပေါ့နော်တဝက်ထိပေါ့နော်အကုန်လုံးကျွန်တော်တို့ bridge ကိုအုပ်စီရမလို့ဘူးဒီနေရာကနေဒီထိပေါ့နော်ဒီ bridge ကိုအုပ်ပေးရမယ်ဖြည့်ပေးရမယ်ဒီမှာဖြည့်ပေးရမယ်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့အလုံးတွေကိုကျွန်တော်ဆက်တီးလို့ရပြီဆိုတော့ကျွန်တော်ကျင်းတဲ့ခါဘယ်လိုလေ့ကျင့်မလဲဆိုတော့ metronome နဲ့ပေါ့နော် metronome ကိုကျွန်တော်တို့လိုက်လာအောင်အရင်ဆုံးလုပ်ကြည့်မယ်ပြီးမှပဲကျွန်တော်တို့ကဖြည်းဖြည်းအမြင့်ပိုင်းကိုကျွန်တော်တို့သွားမှာပေါ့နော်ဆိုတော့ဒီလိုလေးပေါ့ကျိုးနဲ့ဂီတာကျိုးနဲ့ pick နဲ့ဒီလိုမျိုးထပ်တူမကြတော့ဘူးဂီတာကျိုးနဲ့နည်းနည်းဆန့်ကျင်သွားပြီเนาะဒီဂရီအနေနဲ့ပြောမယ်ဆိုတော့20ဒီဂရီ30ဒီဂရီလောက်ကျွန်တော်တို့စောင်းပေးရတာပေါ့เนาะတချို့တွေကဒီလိုမျိုး45ဒီဂရီလောက်စောင်းတတ်ကြတယ်เนาะဆိုတော့ဘာဖြစ်လဲဆိုတော့အတမထွက်တော့ဘူးပူလိုက်တဲ့ခါမှာအတမထွက်တော့ဘူးเนาะဆိုတော့30ဒီဂရီ20ဒီဂရီလောက်ဆိုတော့ဘယ်လိုဖြစ်မလဲဆိုတော့အတထွက်ပြီခုနဟာနဲ့ဆိုတော့ခုနမဟာယူနဲ့ယူဆနဲ့ဆိုတော့အတန်တော့တော်တော်လေးရှင်းတယ်ဒါပေမဲ့ဒါခီမရောက်နိုင်တဲ့အတွက်ကြောင့်ဒါကိုကျွန်တော်တို့ပယ်ထားပြီเนาะဒီလိုလေးပဲကျွန်တော်တို့စတင်ပြီးတော့လေ့ကျင့်မယ်ဆိုတော့ကျွန်တော်20ဒီဂရီ30ဒီဂရီကိုပဲကျွန်တော်တို့သတိရပြီးတော့လေ့ကျင့်ရအောင်ဆိုတော့ metronome ကိုအသုံးပြုပြီးတော့ down up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  ဘောနော်စသဖြင့်ပြအောက်ကပေါ်ကနေပြန်စီမနော် down up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  စသဖြင့်ဘောနော်စသဖြင့်ဘောနော်ကျွန်တော်ဒီလိုအများအားလေ့ကျင့်ပြီးမှပဲကျွန်တော်တို့ဖြည်းဖြည်းမြင့်တဲ့အပိုင်းကိုကျွန်တော်တက်လှမ်းပေးရမှာပေါ့နော်โอเคနောက်ထပ်မှတ်ထားရမယ့်အပိုင်းကကျွန်တော်တို့ right hand picking exercise လေ့ကျင့်တဲ့အခါမှာ1ကြိုးကနေ3ကြိုးအထိတော့လုံးဝ bridge ကိုဖိထားတဲ့လက်ဖွားကိုကျွန်တော်တို့ရွေးပေးစရာမလိုသေးဘူးเนาะဒါပေမဲ့4ကြိုးကနေ5ကြိုး6ကြိုးတက်လာတဲ့အခါမှာမမီတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ bridge ကိုဖိထားတဲ့လက်ဖွားကိုအပေါ်နည်းနည်းကြွပေးလိုက်မယ်4ကြိုးရောက်ပြီးတီးသွားပြီးပြီးတော့5ကြိုးမမီသေးဘူးဆိုတော့နောက်ထပ်ပြန်ကြွပေးလိုက်ဒီလိုအပေါ်နည်းနည်းပြန်ကြွပေးလိုက်ဒါဆိုတော့မီသွားပြီเนาะဒါဆိုဆင်းတဲ့ခါမှာလည်းเนาะပြီးတော့3ကြိုးရောက်နေတဲ့ခါမှာကျအောက်မမီတဲ့အတွက်ကြောင့်ပြန်ဆင်းပေးလိုက်ပြီးတော့ဆင်းပေးလိုက်ဒီလိုကြီးပေါ့เนาะအချုပ်ပြောရမယ်ဆိုတော့ကျွန်တော်က3ခါလောက်ကြွပေးတယ်တော့ပေါ့เนาะပြီးတော့ဆင်းတဲ့ခါမှာလည်း3ခါလောက်ကြွပေးတယ်เนาะ3ခါလောက်ပြန်ဆင်းပေးတယ်ဒါကိုကျွန်တော်တို့အနေနဲ့အင်မတန်မှလုံးဝလိုက်နာတင်တဲ့အချက်တွေပေါ့เนาะကျွန်တော်တို့ဒါကိုကောင်းကောင်းလိုက်နာမယ်ဆိုရင်တော့ကျွန်တော်တို့ဂီတာတီးရတဲ့ဂီတာလေ့ကျင့်လာတဲ့အရာကလုံးဝကျွန်တော်တို့အတွက်ကောင်းတဲ့အချက်တစ်ခုဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်เนาะโอเคကျွန်တော်တို့နောက်တစ်ခုရေးကြည့်တဲ့အချက်ကကျွန်တော်တို့ right hand side နဲ့ပတ်သက်ပြီးတော့ picking exercise တွေရှိတယ်เนาะဒါကိုကျွန်တော်တို့လေ့ကျင့်တဲ့အခါမှာဘယ်လိုလေ့ကျင့်ပေးရမလဲဆိုတော့ metronome အနည်းဆုံးကနေကျွန်တော်တို့ tempo အနည်းဆုံးကနေစတင်ပြီးတော့လေ့ကျင့်ပေးမှာဖြစ်တယ်เนาะဆိုတော့ကျွန်တော်တို့ဒီ leg ထဲကနေ pick ကအမြဲတမ်းချော်ထွက်တက်လေးရှိတယ်เนาะခဏခဏချော်ထွက်သွားမှာအဲ့ဒါကိုတော့မစိုးရင်လည်းပေါ့နော်လုံးဝခင်ဗျားကအမြဲတမ်းပြင်ပေးရမှာပေါ့နော်မဟုတ်လို့ရှိရင်တော့မရဘူးပေါ့နော်အမြဲတမ်းကိုက pick ချော်ထွက်လို့ရှိရင်တော့အမြဲတမ်းပြင်ပေးရမှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့အနည်းဆုံးကနေကျွန်တော်တို့နိုင်နေတဲ့အခြေအနေကနေပဲကျွန်တော်တို့စတင်ပြီးတော့လေ့ကျင့်ပေးမယ်တော်များမှားကြတဲ့သူတွေကကြတော့ pick ကင်ပုံကင်နည်းမှန်ကန်တဲ့နည်းကိုရကြပါပြီဒါပေမဲ့သူတို့ရဲ့စိတ်ကိုမထိန်နိုင်တဲ့ခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့မြန်လေး tempo တိုးပလိုက်တာဒါဆိုတော့မမှန်တော့ဘူးပေါ့နော် tempo ဆိုတဲ့ဟာကကျွန်တော်တို့ကိုစီချက်ဆိုတဲ့ဟာကနော်ကျွန်တော်တို့ကိုနီလမ်ဟန်တဲ့နေရာကိုပို့ပေးတာပေါ့နော်ဒါအတွက်ကြောင့်ကျွန်တော်တို့ကအနည်းဆုံးတစ်ခုကိုကျွန်တော်တို့အသားကျအောင်လေ့ကျင့်နေပြီးဆိုရင်တော့ကြံတဲ့
ဒီဟာထက်နည်းနည်းပို့ပြီးတော့မြန်တဲ့အပိုင်းကိုလည်းကျွန်တော်တို့နည်းနည်း control လုပ်တက်လာမှာဒါကိုလည်းဆက်ပြီးတော့လေ့လာမှာပြီးတော့ဖြည်းဖြည်းချင်းစီပဲလုံးဝမြန်ဆန်တဲ့အပိုင်းကိုကျွန်တော်တို့လေ့ကျင့်ပေးတင်တယ်ပေါ့နော်ဆိုတော့ဒီအချက်တွေကိုလည်းကျွန်တော်တို့အင်တာမှာpick exercise ပိုင်းမှာအင်တာမှာလိုအပ်တဲ့အပိုင်းပေါ့နော် okay ကျွန်တော်ပြောပြလာတဲ့အချက်လက်တွေကိုစူးစမ်းပြီးတော့လိုက်နာဆောင်ရွက်ပေးပါတန်နိုင်ဆုံးမီထရိုလုံးကိုအသုံးပြုပြီးတော့အနည်းဆုံးတင်ပိုကနေညာဖက်လက်ဘဲဖက်လက်အသားကျလက်တွေအထိကိုလေ့ကျင့်ပေးပါပြီးမှတစ်ဖြည်းဖြည်းချင်းတင်ပို3ထစ်2ထစ်4ထစ်ပေါ့နော်စသဖြင့်ပေါ့ဒီလိုကျွန်တော်တို့တက်ပေးပါခါတဲ့လုံးဝ10ထစ်လောက်တင်ပိုအထစ်20လောက်လုံးဝမတက်ပါနဲ့ဒါကကျွန်တော်တို့တစ်လုံးကရှေ့ရောက်တဲ့ခါမှာခက်တွေ့စီတာပေါ့နော်3ထစ်2ထစ်ဆိုတော့ကျွန်တော်တို့အင်မတန်မှတင်တော်ဆောင်ရာဖြစ်တယ်ဆိုတော့အားလုံးအဆင်ပြေကြပါစေပြီးတော့ကျွန်တော်ရဲ့ content video ကိုကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော်ကို YouTube မှာ subscribe like Facebook မှာလည်း like follow အဖြစ်အားပေးလို့ရပါတယ်ကျွန်တော်ကိုအားပေးတဲ့ like အဖြစ် follow အဖြစ် subscribe အဖြစ်အားပေးတဲ့အရောက်ချင်းစီတိုင်းကိုလည်းကျွန်တော်အရင်ပဲကျေးဇူးတင်ပါတယ်နောက် content မှာလည်းပြန်ပြီးတော့